AR တိုင်းဒေသကြီးပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနဦးစီးမှုဦးမောင်မောင်ဦးရဲ့ညွှန်ကြားမှုဖြင့်ပန်းတနော်မြို့နယ်ရင်းယူကြီးရွာအုပ်စုရင်းယူရွာမှကြီးရွာရှိအရန်မိသက်တက်ခွဲရုံမှာကြီးရွာအခြေပြုမိဘေးလုံခြုံရေးဟောပြောခြင်းမိကုန်းမြငွေလေးတွင်းညဉ့်ညံမှုထိန်းချုပ်နိုင်ရေးအသိပညာပေးဟောပြောခြင်းနှင့်လက်တွေတရုတ်ပြမိငိမ့်သက်ရှင်ကိုအခုလ25ရက်နေ့နေ့လယ်ပိုင်းကအသိပညာပေးဆောင်ရွက်ပါတယ်အဲ့လိုဆောင်ရွက်ရမှာပန်းတနော်မြို့နယ်မိသက်စခန်းမှာလက်ထောက်မိသက်ဦးစီးမှုဦးအေးမင်းထွန်းဦးဆောင်ရင်တန်နေမိသက်တပ်ဖွဲ့ဝင်များအရန်မိသက်တပ်ခွဲမှုဦးတန်းထွန်းနဲ့အရန်မိသက်တပ်ဖွဲ့ဝင်များရင်းယူကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုဦးတန်းစင်တို့ကရင်းယူကြီးရွာအုပ်စုရင်းယူရွာမှကြီးရွာရှိအရန်မိသက်တပ်ခွဲရုံမှာကြီးရွာအခြေပြုမိဘေးလုံခြုံရေးဟောပြောခြင်းမိကုန်းမြငွေလေးတွင်းညဉ့်ညံမှုထိန်းချုပ်နိုင်ရေးအတွက်ပြည်သူများအနေဖြင့်တောင်ရခုတ်ထွင်မိချိုခြင်းရိုးပြက်များမိချိုခြင်းနဲ့တော်မိချိုခြင်းများကိုမပြုလုပ်ကြရန်နှင့်တော်မိချိုခြင်းများကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်များကိုဟောပြောခြင်းမိဘေးသတိမူရေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းမိသက်စီဖို့လက်တွေ့အသုံးပြုခြင်းရေးဆိုဝေဖြင့်ဖုံးအုပ်ညီတန်းခြင်းများကိုလက်တွေ့တရုတ်ပြတာရှင်ကိုကျေးရွာရှိပြည်သူတရာဥခန့်တက်ရောက်ကြပါတယ်ပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနအနေဖြင့်မြန်တိမြန်သွားမြန်ညီတဲ့ဆောင်ပုံနဲ့အငင်းလူအသင်းရင်အသင်းစီအသင်းရေအသင်းထားရှိပြီးမြို့နယ်အတွင်းရှိစာတင်ကျောင်းများတာသနီကအဆောက်အုံများ73စီအယောင်ဆိုင်များစိုက်ပျိုးရေးစီးဆိုင်များဈေးများမိဘအန်တရဲ့စိုးရင်ရတဲ့နေရာများနဲ့တအိမ်တက်ဆင်မိဘလုံခြုံရေးစစ်ဆေးခြင်းများကိုအရှိန်ဟုန်မြင့်ဆောင်ရွက်နေကြတယ်လို့သတင်းရရှိပါတယ်ရှင်